Happy New Year လို့မိသားစုများအားလုံးကိုတခင်ရှိနာမနဲ့နှုတ်ဆက်ပါရစေ2026ခုနှစ်ရဲ့နှစ်စကနေစပြီးတော့မှဖရားနဲ့တို့ရှောက်လက်ချင်းမှာတရဝိညာဉ်ရေးကိုကောင်းကြီးမင်္ဂလာဖြစ်ဖို့ရန်အတွက်21ရက်တာအစာရှောက်ဆုတောင်းခြင်းမှာပါဝင်ခွန်အားယူဖို့ရန်အတွက်ဖိတ်ခေါ်ချင်ပါတယ်စာရှောင်ရအချင်းကိုကြီးညာပါတယ် January လ9ရက်နေ့ကနေစမှာဖြစ်တဲ့ January လ25ရက်နေ့မှာအဆုံးသတ်သွားမှာဖြစ်ပါတယ်မိမိပါဝင်နိုင်တဲ့နီလန်းနဲ့ပါဝင်ဖို့ရန်အတွက်လည်းရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်တနတ်စားရပဲဖြစ်ဖြစ်နနက်စားရပဲဖြစ်ဖြစ်ဒိုင်ရီလစာရှောင်ခြင်းအပြင်ဖြစ်စေဒါမှမဟုတ်ရင် social media ရှောင်ခြင်းအပြင်ဖြစ်စေပါဝင်နိုင်တဲ့နီလန်းနဲ့ပါဝင်ဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်အစာရှောင်ရကာလမှာဆိုတော့မြန်မာ Worship Television Program ကနေပြီးတော့မှနေ့တိုင်းမြန်မာစံတော်ချိန်မနေ့9:00 နာရီမှာနှုတ်ပတ်တော်များကိုဓာတ်ရိုက်ထုတ်လွှင့်ပေးသွားမှာပဲဖြစ်ပါတယ်ဒီရဲ့အစီအစဉ်မှာဆိုရင်တော့နှုတ်ပတ်တော်ခံယူရင်းနဲ့တိုင်းနိုင်ငံများအတွက်မိသားစုများရဲ့လိုအပ်ချက်များအတွက်အထူး special ဆုတောင်းပေးမှာပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ21ရက်တာအစာရှောင်ရကာလမှာဆိုရင်တော့မြန်မာ Worship Ministry ကနေပြီးတော့မှ21 day devotion များကိုလည်းပြင်ဆင်ပေးထားမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်မှာဒီရဲ့ devotion များကိုဖတ်ပြီးတော့မှမိခွန်းများကိုဖြည့်ဆိုရင်းနဲ့ကိုယ့်ရဲ့ဝိညာဉ်ရေးကိုတာရီတိုးတက်ဖို့ရန်အတွက်ပါဝင်ဖို့ရန်ဖိတ်ခေါ်ချင်ပါတယ်။အဲကြောင့်2026ရဲ့အစာရှောင်ရကာလကိုရောက်စီတိုင်းပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။နှစ်သစ်ရဲ့ပထမဦးဆုံးလမှာဖရားကိုအကောင်းဆုံးသောအရာပေးရအောင်ဒီအရာပေးခြင်းအဖြစ်တစ်နှစ်လုံးမှာကောင်းကြီးမင်္ဂလာအထူးခံစားရမှာဖြစ်တယ်။အဲကြောင့်အစာရှောင်ရကာလကိုကြီးညာရင်ရောက်စီတိုင်းကိုပါဝင်ဖို့ဖိတ်ခေါ်ပါရစေ။